အေးချမ်းတယ်လေအေးချမ်းတယ်ပြီးတော့လောဘမရှိတော့ဘူးဆိုတော့အဲ့လိုပြီးတော့ပို့ပြီးတော့ယူချိုးတဲ့အရာဖြစ်လာတယ်ပေါ့နော်အဲအကြောင်းအဲ့လိုတံတန်ပေါက်သွားတယ်တူပါတယ်ဗျဟုတ်ဟိုက3နှစ်ရှိပြီဗျ3နှစ်ရှိပြီဗျဟုတ်တယ်အများကြီးပြောင်းလဲသွားပါတယ်စိတ်နေသဘောထားတွေရောနောက်ပိုင်းကလူငယ်လူလဲဖြတ်တန်းသလိုတစ်ဖက်မှာလည်းလှုပ်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုယုံကြည်သက်ဝင်ပြီးတော့ပါဝင်ဖြစ်တယ်ပေါ့နော်ရင်းနဲ့လုံးဝမတူဘူးပေါ့နော်မတူဆိုအရင်တော့ကျတော့ဖျားရှိခိုးရဆိုပေမဲ့တိတ်ပြီးတော့ထဲထဲဝင်မရှိဘူးပေါ့နော်အခုနောက်ပိုင်းတော့ပို့ပြီးတော့ထဲထဲဝင်ရှိလာပါ